အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယမ်မြတ်တွေပြန်လာပြီးကြိုလိုက်ပါကျွန်တော်ဒီနေ့ဗုဒ္ဓညမှာလည်းချန်ပီယံလိပွဲကောင်းတွေများရှိတဲ့ထဲကနေအကြိုက်ပွဲစဉ်10ပွဲကိုဒီလိုရှင်ပြေးပြီးလို့ဝေတော့မှာဖြစ်ပါတယ်ပထမကျွန်တော်ဒီဟာရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Madrid နဲ့ Manchester City ဒီပွဲမှာ Away City ကဗိုလ်ကြီးလေပဲ50ကူပေါင်းကြီး350ရှုံးမှာကြေးဖွင့်ထားပါတယ်ဒီစတဲ့အောင်ကြည့်ရမှာဆိုတော့ဒီ Real Madrid လို့ဒီချန်ပီယံလိဒီကုရုတသင်းအနေနဲ့အိမ်ဝင်းမျိုးမှာဒီဝေးManchester City ကဒီကြေးကြောပေးထားတဲ့အနေအထားအရဈေးတန်းအရင်ပြည့်တဲ့အနေအထားမှာရှိပါတယ်ဒီလက်ရှိဖောင်ကြည့်ရမှာဆိုရင်Manchester City တို့အနေနဲ့ဒီဖောင်အကောင်းမွန်ဆုံးအနေအထားမှာရှိမနေသေးတဲ့အနေအထားမှာတောင်းဒီဝေးကနေ level 50ကအရင်ပြည့်နေတဲ့အနေအထားမှာရှိပါတယ်လက်ရှိဒီ Real ဖောင်ကြည့်ရမှာဆိုတော့နောက်ဆုံး5ပွဲမှာ2ပွဲနိုင်1ပွဲရှုံး2ပွဲတည်နဲ့ Real လည်းဒီဖောင်ကောင်းမွန်တဲ့အနေအထားမှာတော့မရှိပါဘူးဝေးManchester City ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးနေဒီဖောင်အတင်းရှိတဲ့အနေအထားမှာတော့ရှိပါတယ်ဒီနောက်ဆုံးဝေး3ပွဲဒီ result ကိုကြည့်ရမှာဆိုဒီ1ကို4 5နဲ့ဒီတက်နိုင်ထားပြီးတော့ဒီလူကာဆယ်ကို2-1နဲ့ရှုံးထားပြီးအဆွန်ဘီလာကို1-0နဲ့ရှုံးထားပြီးဒီနောက်ဆုံးဝေး3ပွဲမှာ2ပွဲရှုံး2ပွဲနိုင်နဲ့ဒီဝေးရလက်ရိုင်းမကောင်းထားတဲ့အနေအထားမှာတော့ဒီဈေးတန်းကတော့ဒီဈေးပြည့်နေလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ဒီပွဲဒီ182ဈေးတန်းကိုကြည့်မယ်ဆိုရင်ဒီတေကြရင်ရမယ့်စားကဒီ၄စားဒီပါထီတောင်ပေးထားတဲ့အနေအထားရပြီးဒီမဆွတ်တို့တေတောင်ရဖို့ခက်ခဲနိုင်တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာလည်းဒီ Real Madrid တို့အနေနဲ့ဒီနောက်ခံလူတွေအများစုမပါဝင်လာတဲ့အနေအထားမှာလည်းဖြစ်တယ်ဝေးManchester City တို့ဒီလူစုံတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ကျွန်တော်ဒီပွဲမှာဒီဈေးတန်းရလည်းဒီဝေးManchester City level 50ဈေးတန်းကဒီရန်ပြင်းတဲ့အနေအထားမှာဖြစ်တာကြောင့်ဝေးManchester City body နဲ့350ရှုံးပေါ်တယောက်မှာလည်းဒီအပြန်လန်သွင်းဖို့တွေမြင်တွေ့လာရမယ့်အနေအထားမှာရှိပါတယ်ဘုံမောအပေါ်နဲ့ Manchester City body ကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲဒီ Juventus နဲ့ပါဖို့ဒီပွဲမှာဒီအင်ရှင်ဂျူဗန်ကဗိုလ်ကြီးနှလုံးတည်ပူပေါင်းကြီး350ရှုံးမှာကြေးဖွင့်ထားပါတယ်ဒီဈေးကတော့ဒီလက်ရှိစတန်နဲ့မှာဒီ Juventus ကအဆင့်23နဲ့ဒီပါဖို့ကအဆင့်24ဒီရမလက်တူဒီစတန်နဲ့ကလည်းအထက်ရက်တည်နေတဲ့အသင်းကြီး Juventus အနေနဲ့အိမ်မျိုးဖြစ်ပြီးတော့ဒီနှလုံးတည်ဆိုတဲ့ဈေးကရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်ပူပေါင်းကြီး350ရှုံးကလည်းဒီ Juventus တို့ပြေးလိမ့်ပေးတာမရှိတဲ့ဒီဈေးတန်းတည်းဖြစ်ပါတယ်ပါဖို့ရဲ့လက်ရှိဖောင်ကလည်းဒီအတင်းကြီးတွေနဲ့ဒီထိတဲ့တွေ့ဆုံမှုတွေမှာလည်းဒီရလက်ကောင်းအောင်ဆောင်ထားတဲ့အနေအထားရဒီကျွန်းပေးထားတဲ့ဈေးကတော့ရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်ဒီကျွန်းအနေနဲ့ဒီလက်ရှိစတန်တွေမှာလည်းအဆင့်23မှာရောက်ရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်သူအနေနဲ့ဒီလက်ကျန်ပွဲစဉ်တွေမှာရမှတ်စုဆောင်မှုအဆင့်24တွင်းဝင်နေဆိုရင်ရမှတ်တစ်ဖြစ်မနေစုဆောင်ရဖို့လိုအပ်နေတဲ့အနေအထားမှာရှိပါတယ်အဲကြောင့်မို့နော်ဈေးရမ်းပြင်းမှုနဲ့တူဒီအိမ်ဝင်းအားသာချက်ရှိတဲ့ကျွန်းတက်တို့နှလုံးစီဈေးတန်းမှာဒီအိမ်ရှင်ဂျူဗင်ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲဒီ club 2နဲ့ Arsenal ဒီပွဲမှာအဝေး Arsenal ကဘော်ဒီတစ်လုံး50ရှုံးပူပေါင်းကြီးအလုံးတည်မှာကြေးဖွင့်ထားပါတယ်ဈေးတန်းကိုကြည့်ရမယ်တော့ဒီ Arsenal တို့လိုဒီအသင်းကြီးတစ်သင်းအနေနဲ့ဒီ club 2ကိုအဝေးကနေလုံး50စီကဖြစ်တဲ့နေရာမှာရှိပါတယ်ဒီလက်ရှိဖောင်ကြည့်ရမယ်ဆိုရင်ဖောင်ရတော့ club 2ကနောက်ဆုံးတော့မှာ2ပွဲနိုင်3ပွဲရှုံးနေဒီဖောင်အရင်ကမကောင်းထားတဲ့နေရာမှာရှိပါတယ်အဝေးဝင် Arsenal ကတော့နောက်ဆုံးတော့မှာ3ပွဲနိုင်1ပွဲရှုံး1ပွဲတည်နေသူနဲ့ဒီ EPL မှာတော့ရုံးကန်နေရတဲ့အနေအထားမှာရှိပါတယ်အထူးသဖြင့်အဝေးကွင်းတွေမှာရမှတ်တွေဇက်တိုက်ကြော့ထားတဲ့အနေအထားမှာရှိပါတယ်ချန်ပီယံလိမှာတော့သူအနေနဲ့ဒီအဆင့်2ကဒီဘိုင်ယန်ကြီးနဲ့ကဒီတပွဲပို့စားထားတဲ့အနေအထားမှာတောင်းဒီအဆင့်1မှာပဲရရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်အာဆင်နယ်အနေနဲ့ဒီပွဲဒီရှုံးခဲ့တဲ့နောက်ဒီအဆင့်1ကနေဆင့်မပေးရမယ့်အနေအထားမှာရှိပါတယ်အဲကြောင့်မို့ဒီချန်ပီယံလိမှာတော့အာဆင်နယ်တို့အနေနဲ့အဆင့်8တွင်းဝင်မှုကရမှတ်မလိုအပ်တော့တဲ့အနေအထားမှာရှိပါတယ်အဓိကသူအနေနဲ့ဒီ EPL မှာပဲဒီManchester City က2မှတ်အကွာထိကတ်ထားတဲ့အနေအထားမှာဖြစ်တာကြောင့် EPL မှာအဓိကအိုင်ဆိုင်ကိုလိုအပ်နေတဲ့အနေအထားမှာရှိပါတယ်ဒီဘက်မှာဒီ Arsenal တို့ဒီချန်ပီယံလိမှာအမှတ်မလိုရတော့တဲ့အနေအထားမှာလည်းဖြစ်တယ်ဒီနောက်ခံလူဒီဘက်မှာလည်းနောက်ခံလူတွေအပါဝင်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ Arsenal အနေနဲ့ EPL အတွက်လူရင်းအားဒီ Twitter ဖို့လိုအပ်နေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာဝင်းတစ်လုံး50ရှုံးပေါက်ကြည့်အောင်မှာဒီ club တို့ကလည်းလက်ရှိမှာဒီအဆင့်29နေရာပဲရောက်ရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ24တွင်းဝင်ဖို့ရမလိုအပ်နေတဲ့အနေအထားမှာဖြစ်တာကြောင့်အိမ်ပွဲမှာတေတမတ်လောက်ရဖို့ရုံးလာမယ့်အနေအထားမှာရှိပါတယ်ဒါကြောင့်တစ်လုံး50ရှုံးပေါက်ကြည့်အောင်မှာအိမ်ရှင်club body နဲ့ကူပေါင်းကြီး3လုံးတေပေါက်ကြအောင်မှာလည်းဒီကူပေါင်းအောက်ကိုရွေးချယ်ထားပါတယ်။နောက်ပြီးတော့ဒီဒေါမွန်နဲ့ဘော်ဒိုကလင်ဒီဘက်မှာအရှင်ဒေါမွန်ကဘော်ဒိုကြီးနှလုံး50ပါကူပေါင်းကြီး3လုံးရှုံးမှာရှင်းဖွင့်ထားပါတယ်။ဒီစင်းအောင်ကြည့်ရမှာဆိုတော့ဒီဒေါမွန်အနေနဲ့ဒီအိမ်ဝင်းဖြစ်ပြီးတော့ဒီဘော်ဒိုကလင်ကိုအတင်းကိုဒီနှလုံး50စားကတော့ဒီဈေးနှင်းငယ်ပြင်းတဲ့အနေထားမှာတော့ရှိပါတယ်။လက်ရှိစတန်နေအောင်ကြည့်ရမယ်ဆိုရင်တော့ဒီဒေါမွန်ကအဆင့်30နဲ့ဘော်ဒိုကလင်ကအဆင့်33ဒေါမွန်အနေနဲ့ဒီရမှတ်ရိုင်းမလိုအပ်တော့တဲ့အနေအထားမှာရှိပါတယ်သူအနေနဲ့ဒီအဆင့်24တွင်းမှုကတရားကလောက်ရှိသွားတဲ့အနေအထားမှာရှိပါတယ်ဝေးဝင်းဒီဘူတိုကလင်းရဲ့ဒီချန်ပီယံလိဖောင်ကြည့်ရမှာဆိုရင်သူအနေနဲ့ဒီအသင်းကြီးတွေနဲ့တွေ့တဲ့အချိန်တိုင်းမှာသူအနေနဲ့ရလက်ကောင်းအောင်ဆုံးအောင်ထားတဲ့အနေအထားမှာရှိပါတယ်တော်တောင်စပါကို2-2 draw ဂျူဗင်တက်ကိုဒီ2-3နဲ့ဒီကတ်ရှုံးထားပြီး
ဒီဘူနာဘူကိုဇီဝနဲ့ကတ်ရှုံထားပြီးသူအနေနဲ့ကိုပြရှုပ်ပွဲတွေမရှိထားတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ဒီဘူရိုကလင်အသင်းကြည့်တဲ့နဲ့တွေ့လာရင်ဒီရုံအားရှိတဲ့အနေအထားမှာဖြစ်တာကြောင့်နှလုံး90စာဈေးပြင်းနေရဆိုပေမဲ့ဒီဝေးဝင်းဘူရိုကလင်တို့ရမလိုအပ်ချက်နဲ့တူဝေးဝင်းဘူရိုကလင်ပေါ်ယူရွေးချယ်ထားပါတယ်နောက်တစ်ပတ်ဒီဘင်ဖီကာနဲ့နာပိုလီဒီဘက်မှာအင်ရှင်ဘင်ဖီကာကဘော်ကြီးလေပဲ90ကိုပေါင်းကြီး90ရှုံးမှာကြေးပွန်ထားပါတယ်ဒီနေ့တော့ကြည့်ရမှာဆိုတော့ဒီနာပိုလီလိုအသင်းကြီးတစ်သင်းကိုဒီဘင်ဖီကာကနေပြီးတော့ပြင်ဝင်ဖြစ်ပြန်တော့လေပဲ90ဈေးတန်းကရမ်းပြင်းရှားတဲ့အနေအထားမှာရှိပါတယ်ဝေးဝင်းနာပိုလီရဲ့ဒီကားဖောက်မှာလည်း9ပွဲလုံးနိုင်ထားပြီးနောက်ဆုံး9ပွဲမှာ9ပွဲလုံးနိုင်ထားပြီးဒီ9ပွဲမှာလည်းအသင်းကြီးတွေပါထားတဲ့အနေအထားရဖောင်ရမ်းကောင်းမွန်ထားတဲ့အနေအထားမှာရှိပါတယ်။ရိုမာဂျူဗင်တက်အတလန်နာလိုအသင်းမျိုးကိုဒီနိုင်ထားတဲ့နောက်ဆုံး9ပွဲအတွင်းမှာနိုင်ထားတဲ့ဒီနာပိုလီရဲ့ခြေစွမ်းကိုဘင်ဖီကာတို့ level 50ဈေးတန်းကရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်။ဒီလက်ရှိစတန်နယ်မှာလည်းနာပိုလီကအဆင့်22နေရာမှာရပ်တည်နေပြီးဒီနာပိုလီတို့အနေနဲ့ရမှတ်လိုအပ်နေတဲ့အချိန်မျိုးမှာတော့ဒီဈေးတန်းကတော့ရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်။ဘင်ဖီကာတော့ဒီစတန်နယ်ကအဆင့်31နေရာမှာရပ်တည်နေပြီးလက်ကျန်ပွဲတွေကလည်းဒီဂျူဗင်တက်ရီယယ်မက်ဒရစ်နဲ့တွေ့မယ့်အနေအထားမှာဖြစ်တာကြောင့်သူ့အနေနဲ့ဒီအဆင့်24တွင်မှုကအဖြစ်နိုင်တဲ့အနေအထားမှာရှိပါတယ်ဒီလိုအနေအထားမျိုးမှာတော့ level 50ရှုံးတဲ့စီးတန်းကရမ်းပြင်းတာဖြစ်တဲ့ကြောင့်ဒီဘက်မှာဒီခြေစွမ်းရမရွေးချယ်ပဲကျွန်တော်ကြေးနောက်ပဲဒီရွေးချယ်ပြီးတော့ဒီအင်ရှင်ဘင်ဖီကာဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပတ်တော့ဒီလီဗာပူးစနဲ့နျူကာဆယ်ဒီဘက်မှာဒီအဝေးဝေးနျူကာဆယ်ကဘော်ဒီ level 50ဆိုကိုပေါင်းကြီး350အစားကကြေးပွန်ထားပါတယ်ဒီစီးတန်းကိုကြည့်ရမှာဆိုတော့ဒီဘွန်ဒလီဂါလိုထိပ်ပြီးအသင်းအနေနဲ့နျူကာဆယ်ကဝေးဝင်းကနေ level 50စီးတန်းကရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်ဒီပြီးခဲ့တဲ့ဒီနောက်ဆုံးပွဲမှာတော့မှပဲဒီလီဗာပူးစအနေနဲ့မန်ချက်စတာစီးတီးလိုအင်ဂျင်မျိုးမှာဇီတူနဲ့နိုင်ထားတဲ့လော်လက်မှာဒီဇီတူနဲ့နိုင်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီနျူကာဆယ်လိုအသင်းကဝေးဝင်းကနေ level 50စီးတန်းကရမ်းပြင်းတဲ့အနေအထားမှာရှိပါတယ်လက်ရှိနျူကာဆယ်ဖောင်ကြည့်ရမှာလဲဒီTV standing ရဒီအဆင့်15မှာရပ်တည်နေပြီးလီဗာပူးစင်ကအဆင့်20နှလုံးကတော့ဒီရမှတ်အနည်းငယ်လိုအပ်နေသေးတဲ့အနေအထားမှာရှိပါတယ်။အဲကြောင့်မလို့ဒီဘက်မှာဝေးဝင်းနျူကာဆယ် level 50စီးတန်းရမ်းပြင်းတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီလက်ရှိဖောင်မှာလည်းဒီနျူကာဆယ်ဖောင်ရအရင်မဆိုးတဲ့အနေအထားမှာရှိပါတယ်။တိုက်ဆက်ကလည်းနှုံးကိုရေဒီဝရနီပါပြန်ရတဲ့အနေအထားမှာဖြစ်တာကြောင့်ကျွန်တော်ဒီဘက်မှာဈေးပြင်းနေနေတူဝေးဝင်းနျူကာဆယ်ဘော်ဒီကိုရွေးချယ်ထားပါတယ်။နောက်တစ်ဘက်ဒီ athletic လက်နဲ့PSG ဒီပွဲမှာ PSG ကဘော်ဒီတစ်လုံး90စာဘူပေါင်းကြီး350စာမှာကြီးဖွင့်ထားပါတယ်ဒီနောက်ကြည့်ရမှာဒီစတန်နယ်ကလည်းဒီ PSG တို့အဆင့်4နေရာမှာရပ်တည်နေပြီး Athletic လက်ကအဆင့်28စတန်နယ်ကလည်းအရန်ကွာဟနေတဲ့အနေထားမှာဒီလက်ရှိPSG ရဲ့ form ကလည်း form ကောင်းတဲ့အနေထားမှာတောင်ဒီစီးတန်းကတော့ဒီတစ်လုံးရှိရင်90စာရမယ့်စီးတန်းကတော့အရန်ပျော်ပြောင်းနေတဲ့အနေထားမှာရှိပါတယ် PSG တို့လက်ရှိဒီအဆင့်4နေရာမှာရပ်တည်ထားတာဖြစ်တဲ့ကြောင့်ရှမ်းမလိုအပ်ချက်ကလည်းဒီထွေထူးထူးမရှိတဲ့အနေထားမှာရှိပါတယ်အင်ရှင် Athletic လက်ကတော့လက်ရှိအဆင့်24ပြင်ပမှာရောက်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီလက်ကျန်ပွဲစဉ်တွေမှာဥနေနဲ့ဒီ player ဝင်ဖို့အတွက်ဒီရမှတ်လိုနေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ athletic လက်တို့ကလည်းအိမ်ဝင်းမှာရုံးလာမယ့်အနေအထားမှာရှိပါတယ်။ဒီဘက်မှာဒီအဝေးဝင်း PSG ကဒီအဓိကတိုက်ဆက်မှုဒန်ဘီလီအပါဝင်ဒီအဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ဒီဟာကင်းမီနဲ့ဒီဟာနန်ဒတ်တို့မပါဝင်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီတိုက်ဆက်ပိုင်းမှာဒီအနေငယ်အားနဲ့လာနိုင်တဲ့အနေအထားမှာရှိပါတယ်ဒီ athletic လက်တို့ကလည်းဒီနောက်ဆုံးပွဲမှာဒီ ATGO ကိုအိမ်ဝင်းမှာ1စီးနဲ့နိုင်ထားတဲ့ဖောင်ရလည်းဥပမာဒီမာပြောတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီဘက်မှာဒီ athletic လက်တို့ရမှတ်လိုအပ်မှုရှိမှုနဲ့တူဒီအဝေးဝင်း PSG တို့ဈေးနှံပြောပြောင်းမှုနဲ့အနေအထားမှာဖြစ်တာကြောင့်တစ်လုံး90စားပေါက်တရားမှာ athletic လက်တို့ဒီပေတမတ်လောက်ရရှိသွားနိုင်တဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်မို့အရှင် athletic လက်ဘော်ဒီနဲ့ဒီဘုံဘုံလေး350စားပေါက်တရားမှာလည်းကိုမောင်းအောက်ကိုရွေးချယ်ထားပါတယ်ဘုံလုံးနဲ့ညမှာအားလုံးပဲအပေါင်းပြကြပါတယ်ဗျ